တင်ကဘာတွေကိုရှာဖွေနေတာလဲတင်လိုအပ်နေတာကရောဘာတွေလဲတင်ဘလို့စစ်ဆက်ပြီးဖြတ်တန်းရမလဲဆိုပြီးစဉ်းစားနေတာလားတင်ရဲ့ခံစားချက်တွေကိုရောဘယ်သူကသိမြင်နိုင်ပါမလဲတင်လိုအပ်နေတဲ့အရာတွေအတွက်သူတွေကိုအားမကိုးပါနဲ့လောကမှာဘယ်အရာမဆိုအလကားမရပါဘူးရခဲ့ရင်တော့အကန့်အသတ်ရှိပြီးချာရှိမခံပါဘူးဒါပေမဲ့တင်းရဲ့ခံစားချက်တွေကိုသိပြီးတင်းလိုအပ်နေတဲ့အရာတွေကိုကိုညီမဆပေးနိုင်တဲ့သူကတင်းအနားမှာအမြဲတမ်းရှိနေတယ်ဆိုတာတင်းသိပါသလားသူရဲ့ကိုညီမဆပေးမှုကိုလိုအပ်တယ်ဆိုရင်တန်တရားကင်းတဲ့ယုံကြည်ခြင်းရှိဖို့တော့လိုအပ်ပါတယ်။ဘာကြောင့်လဲဆိုရင်ယုံကြည်ခြင်းမရှိတဲ့သူကဘုရားသခင်ရဲ့စိတ်တော်နဲ့မတွေ့နိုင်ဘူးဖြစ်တယ်။ယေရှုဘုရားကတင်းရဲ့အခြေအနေတွေကိုပြောင်းလဲစေနိုင်ပါတယ်။ဒါကြောင့်တန်တရားကင်းတဲ့ယုံကြည်ခြင်းနဲ့ဆုတောင်းကြည့်ပါ။ထူးခြားပြောင်းလဲမှုတွေကိုမိတ်ဆွေဘဝမှာမြင်တွေ့ခံစားရပါလိမ့်မယ်။